ဆုံးခံထိုက်တော်ဖျားကိုယ်ွယ်ထိုက်တော်ဖျားအပြစ်မှရွေးနှုတ်၍ကယ်မတော်မူသောဖျားဖြစ်သောကြောင့်ကိုရရှိဘုံတို့အာနုဘော်တော်သည်ဘာဆက်ဆက်ရှိပါစေသောဤဥပုဒ်တော်နေ့ည၌ကိုရရှိသားကြီးတို့အားကိုရရှင်ထံသို့တိုးဝင်ချင်းကပ်ဖို့ရန်အချိန်အခါကိုပြင်ဆင်ပြီးတော်မူသောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းပါသည်ကိုရရှင်ထံသို့တိုးဝင်ချင်းကပ်ဖို့ရန်အတွက်သားကြီးတို့ထိုက်တန်စေခြင်းမှာသားကြီးတို့ရောက်စီမံပါရှိလာတော့အပြစ်တရားများကိုကိုရရှင်ဖြည့်ဖြည့်ရှင်းပေးနာလို့စုတောင်းတန်များကိုနားညောင်းပြီးလက်ခံပေးနာလို့မှာဇာနာရဲ့မနုဖတ်တော်တည်းကိုဆုလို့ချီးမွမ်းပါ၏နှုတ်ဖတ်တော်ကိုဝေငှဟောကြားမိကိုရောဤသားကြီးအသင်တော်ဤတိုးထင်းကြီးပေါ်နိုင်တဲ့ကိုရရှိတန်ရှင်သောဝိညာဉ်တော်လမ်းပြပို့ဆောင်မှုခြင်းအားဖြင့်ဤချိန်နာရီကိုကောင်းမွန်စွာအသုံးပြုတတ်စေတော်မူပါနှုတ်ဖတ်တော်ကိုကြားနာလက်ခံမိသူများစီတိုင်းစီလုံးနဲ့ကိုရရှိတက်တာနဲ့ဒါသမီးတို့အတွက်အားဖြစ်စေမိရာစောင့်မိရာအားလုံးလုံးစုံမှုကိုမှတ်သားနိုင်သောစိတ်ကိုရရှိဖို့ရန်အတွက်ကိုရရှိသားမှုနဲ့စိတ်နှလုံးကိုတူတူကြည်နာလို့ပါဒီနေ့ဥပဒေချင်းစစ်စစ်နဲ့ဥဆောင်ပါဝင်မဲ့သူရောက်ဆိုင်ပေါ်နေတော့ယုံကြည်သူသားသမီးဓမ္မမိတ်ဆွေတို့ကိုမောင်နှမရောက်ဆိုင်ပေါ်နေတော့ဤစီဝိစာလေးဆုံးပေါ်နေတော့ကိုရရှိဒီအတူတီရှိပါရှိတော်မီကိုယုံကြည်လက်ခံတဲ့ကျေးဇူးတော်ကိုချီးမွမ်းတတ်သောစိတ်လုံးသားကိုအခုရောက်ဆိုင်ဟာပြီးတော်မူပါမည်ကြောင့်တပါးဒီလိုကတင်ပါရှင်သခင်ယေရှုခရစ်တော်၏မဟာနာမတော်၏နာမတော်၌ဤချိန်၌လုံးစုံစကားနဲ့တော်ကြပါ၏ပါအာမင်ရခင်ဤကောင်းတော်ကိုသူအေးချင်းဒီဆိုရဓမ္မတစ်ချက်မှစင်တရားတစ်ညနာနာမကျူ
မောင်းရိုက်စုတော့အောင်ပါတော့မကနဲ့ Zoro ayana pechani masen dezade samyana liyaကျွန်ုပ်သည်ကိုယ်တော်၏ဗျာဒိတ်တော်ကံကိုကြား၍ကြောက်ရွံ့ပါပြီ။ကိုထာဝရဘုရားယခုနှစ်များအတွင်းတွင်အမှုတော်ကိုပြုပြင်တော်မူပါ။ယခုနှစ်များအတွင်းတွင်ကျင့်ရှားစေတော်မူပါ။အမျက်ထွက်တော်မူတော်လဲဒီဥနာတရားကိုအောက်မေ့တော်မူပါ။ စင်းရောင်တော်သည်နေရောင်ကဲ့သို့ဖြစ်၏လက်တော်မှရောင်ကြီးသည်ထွက်၍ဘုံအာနုဘော်တော်ကိုဝေကားလေ၏ရဲ၍မြေကြီးကိုတိုင်းတော်မူ၏ကြည်ရှု၍လူမျိုးတို့ကိုတုံလုံးစေတော်မူ၏အစဉ်မြဲတည်သောတောင်တို့သည်ကျိုးပဲ့၍ထာဝရဘုံရိုးတို့သည်မြတ်ကြ၏ထာဝရလမ်းတို့ကိုကြောက်တော်မူ၏ကုရှတိတေရိုဒီစီယေခံခြင်းမိတော်မိတော်မိနာသလဘာတို့တို့ချခြင်းပါမည်အိုထာဝရဘုရားကိုတော်သည်ကဲတင်ရာမြင့်ရထားတော်ကိုစီးတော်မူမည်အကြောင်းမြင့်တို့ကိုအမြတ်ထွက်တော်မူသလောမြင့်များတစ်ဖက်၌စိတ်ထတော်မူသလောပင်လေကိုရံမျိုးဖွဲ့တော်မူသလောကိုရောဒီကိုယ်တော်အားတော်ကိုစာစာရှိတာဒီနေ့ကိုထုတ်ပြပါမြေချင်းများတို့ကိုပေါင်းဆောင်တင်ဘောတဖန်ပင်မပွင့်ရစပြည့်ပင်မတီးရတန်ဝင်ပင်ဤကျေးဇူးကိုမျော်လင့်၍မခံရလေတို့သည်အတိအနံကိုမပင်ကြတို့ချံ၌တို့ကုန်၍တင်းကုန်း၌နွားမရှိကြတို့တော်လည်းသာဝရ၌နာဝါရောက်၍နောက်ကိုပြေတော်မူသောဘုရားရှင်ကိုအမိဖြင့်ရှင်ပါမည်ကျွန်တော်တို့ဘောကစားလို့အရှင်သာဝရဘုရားဒီမှာသာသနာ့တည်တော်မူ၏ငါခြေကိုတမင်စေတဲ့သို့ဖြစ်စေ၍ငါဤမြတ်ရာရပ်ပေါ်မှာငါ့ကိုနေရာချတော်မူ၏အားလုံးကိုပြန်ပြီးပါမယ်အပြန်အလှန်ဖတ်ခြင်းကိုဥဆောင်သွားတယ်လူငယ်မောင်ရန်ဆိုတော့အောင်ကသူပြင်ကျေးဇူးတင်ရှိပါတယ်အခုချိန်မှာရရှိရဲ့ဘုံတော်ကိုကြွေးဖို့ရန်အတွက်အတင်းတော်တန်းစုံဖက်အားအခုကျော်ရမှာနဲ့ပြပါပါတယ်
ရှင်ကိုယ်တော်ချီးမွမ်းထားတဲ့လက်စမဲ့ကိုဖျက်ရှင်ကောင်းကြည့်ပြီးပါစေ။ဒီချိန်ဆက်လက်ပြီးအထူးဆုတောင်းခြင်းကိုပြုဆောင်နေတယ်ဆမတင်တာပြောတာကဖြစ်တော်ရဲ့နာမတော်နဲ့ပြခေါ်ရပါတယ်။ကျွန်တော်အားလုံးစိတ်ကလေးမှာဒီဆုတောင်းကြရအောင်။ဒါရှိတဲ့ဆုံးလေးလုံးကြီးဘာလို့စီချလို့တော့သာဝရမြတ်စွာဘုရားရှိဤသရှိသောအမှုတော်မြတ်နှင့်တလေးတွေလေးမှာသာသမီတို့သည်ဤဘိမာတို့မှာငါရောက်ဆွေယုံတဲ့တပံကရောရှင်တာမှုပြုခုကွယ်နေရတဲ့အခုလိုကရောရှင်ဘေးနာတို့မြည်အတွက်ကျေးဇူးတင်ပါ၏ကျေးဇူးရှင်ဖာရှိဥစွာသာသမီတို့ရောက်စီတိုင်းရဲ့ဒီမှာတို့ပြညာကိုကရောရှင်ထံကိုချက်တော်မှာပါ၏ဒီနေ့နဲ့ပြမာတို့ပြညာမတိသေးတဲ့ပြမာတို့ပြညာလုံးစုံကရောရှင်ဖြစ်လို့ဘေးနာတို့ပါသာသမီရောက်စီတိုင်းဒီအချိန်တိုင်းတိုင်းအောင်ကရောရှင်ရဲ့လမ်းပြပူဆောင်မှုအောင်မှာကောင်းမှုစွာသိရှိဟောလာနေထိုင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါ၏ဆက်လက်ပြီးရောက်စီတိုင်းရဲ့ရှေ့ဆက်တက်တာတလျှောက်လုံးကိုကိုရရှင်လမ်းပြပူဆောင်တော်မူပါအိုဘာဤကနေ့တာသမီးတို့ကိုရရှင်တန်တောင်းလျှောက်လိုပါ၏ဤ KCBC တင်းတော်ကိုကိုရရှင်ထံမှမရည်မတွေ့နိုင်တော့ကောင်းခြင်းမင်္ဂလာများကိုကိုရရှင်ချပေးနာတော်မူသည့်အတွက်ကျေးဇူးတင်ပါ၏ဆက်လက်ပြီးဤတင်းတော်အိုမူကြီးထွားတို့ပေါ်လာတဲ့ကိုရန်အတွက်ကိုရရှင်လမ်းပြပူဆောင်တော်မူပါအထူးသဖြင့်ခုမကြမီအချိန်မှာဤတင်းတော်တပါ GPU ရဲ့တင်းတော်တပါအဖြစ်လက်တည်တွားဖို့ရအတွက်ဒီခုအချိန်မှာလိုအပ်တဲ့အရာများကိုပြင်ဆင်ရရှိပါ၏ဟောပါဤပြင်ဆင်တဲ့အရာများအားလို့ပုံမှာကိုရရှင်ကောင်းချီးပေးနာတော်မူပါကိုရရှင်ပြပါရှိတော်မူပါဤတင်းတော်ကြီးထွားတက်လာတဲ့ကိုရစိတ်လုံးအချိန်တိုင်းများကိုစက်ကအနန္တရှိကြတော့ကောင်းဆောင်များကော်မတီဝင်များဒီလိုတူနာများရောစီတိုင်းပေါ်မှာကိုရရှင်ကောင်းချီးပေးနာတော်မူပါ။အိုဘာဆက်လက်ပြီးတောင်းဆိုလိုပါ၏။ဤတင်းတော်ကနေပြုလုပ်တဲ့ရှိတော်ကိုရရဲ့အတ္တနာလုံးကမူတော်မြတ်မှာများဒီခုစီတိုင်းပေါ်မှာကိုရရှင်ကောင်းချီးပေးနာတော်မူပါ။အိုဘာတင်းတော်မှာတင်းလူတင်းသားများရောစီတိုင်းရဲ့နေ့စဉ်လုံဆောင်ရရှိတော်လုံငန်းဆောင်တာတီပေါ်မှာကိုရရှင်ကောင်းချီးပေးနာတော်မူပါ။ကျေးဇူးရှင်ပါဖခင်များရဲ့အကျိုးကမိဂဟာယခွဲတဲ့အစီအစဉ်များမိခင်များရဲ့မိဂဟာယအစီအစဉ်များဆက်လက်ပြီးလူငယ်များရဲ့မိဂဟာယအစီအစဉ်များနဲ့ကလေးသူငယ်များရဲ့သင်ကြားပို့ချခြင်း Sunday School အစီအစဉ်များဒီခုစီတိုင်းပေါ်မှာခရောရှင်ကောင်းချီးမိဂလာပေးနာတော်မူပါ။အိုဘာဆက်လက်ပြီးတောင်းဆိုလိုပါ၏ဤတင်းတော်ကိုဆောင်ရွက်ပြုနေတော့ခရောရှင်မှုတော်ဆောင်ဒါကြီးဖြစ်တဲ့ဖာပြောဆရာကြီးဘယ်ရန်တော့တမန်စင်ကပမာလေးကိုရရှိကောင်းချင်လာပြီးနာတော့ပါခုချိန်မှာဆရာကြီးဒီမြေမှာနေမှာပေါ်မှာကိုရရဲ့တာနာတော့မှာဥဆောင်ရပြုနေရှိပါ၏မကြမီခြေတော်လေးဤဂျပန်နိုင်ငံလို့ပြန်ရောက်ရှိလာနိုင်တဲ့အခုရရှိပြီးနာတော့ပါဆက်လက်ပြီးခုချိန်တာသမီးတို့ကိုဒီလိုဥဆောင်ရပြုနေတော့ရရှိတာကြီးဖြစ်တဲ့ဆရာကြီးဒီပြန်ကြပေါ်မှာလေးကိုရှိကောင်းချင်လာပြီးနာတော့ပါအိုဘာဤဒီနမှာကိုရှိပြီးနာတော့လို့တင်းထောက်ငါ့ဥပေါ်မှာလေးကိုရှိကောင်းချင်လာပြီးနာတော့ပါသူတို့အရောက်စီတဲ့အေထာမိသားစုဒါတမီများအားလုံးပေါ်မှာလည်းကိုရရှင်ကောင်းချင်လာပြီးနာတော့ပါစတောင်းပါ၏ယေရှုရှင်ဖာဆလပီဤဒီလိုရဲ့လုံဆောင်မှုအရာအားလုံးပေါ်မှာကိုရရှင်ရဲ့အလိုတော်အတိုင်းခိလာစီကိုရအတွက်ကိုရရှင်များပြဖို့ဆောင်တော်မူပါဒီလိုဒီနာများအရောက်စီနဲ့အချိန်နာကြီးများကိုစီလုံးစက်ကအနာရဲ့ဤဒီလိုရဲ့ပုံမူကြီးကြီးထွားတက်လာဖို့ရအတွက်စက်ကအနန္တနဲ့ကြလို့ဒီများရောက်စီနိုင်ဖို့ကိုရရှင်ကောင်းချီးပေးလာပြီးနာတော့တောင်းဆိုပါ၏။အိုဘာဆလပီတောင်းဆိုပြီးဒီမှာဒီခုအချိန်မှာနာမကျန်လေးရှိနေကြတော့သူများအတွက်သူစတောင်းပါ၏။စေကူဒါခံရရှိကြတော့အန်တီနေလီကစီနာစင်တွေရာဂျန်နန်ရှူစလန်ထိုရှေဟောင်ကောင်ဂျန်ဦးဒီလူတော့စတန်တန်ဘောစေတော့တန်ဘောကန်ဆဲမိုင်စလာဦးတင်းအောင်ရေရေအမ်အောင်ကန်ရေရေတော့ကဆွေးကျုံဆမဆုရထေဘူးနေအခြားတော့ကျူရောက်စီတိုင်းပေါ်မှာပရိုရှင်ထမ်းမှဒီပဲချင်း
အနာယောဂများကိုပျောက်ကင်းနေတော့ကိုကိုရရှင်ပေးနာတော်မူပါဆက်လက်ပြီးဆုတောင်းနေဒီမှာဟိုဘာသမီးတို့ရဲ့ဖခင်ကြီးဖြစ်တဲ့ဂျူဝါမရန်ဆောအတွက်အထူးဆုတောင်းပါ၏လာမည့်25ရက်နေ့မှာဒီကိလို့ဂျူကောင်းကိုခွေးစိတ်ကုတခံယူနေပါ၏ဟိုဘာဤဖခင်ကြီးရဲ့ပေါ်မှာကိုရရှင်သမပျောက်ကင်းစင်တော့ကိုကိုရရှင်ပေးနာတော်မူပါကောင်းဖို့စွာဂတိအတိုင်းပြန်လေကောင်းမွန်လာပြည့်စေယုံကနေစင်လာနေမှုရတဲ့ကိုရရှင်ကောင်းချီးပေးနာပေးနာတော်မူပါဆုတောင်းပါ၏ဆက်လက်ပြီးတာငယ်ဖြစ်တဲ့နန်းဆောင်ခေါ်လေပဲလာမည့်မတ်လ၄ရက်နေ့မှာခွဲစိတ်ကုတခံယူရရှိပါ၏ဤတာငယ်ပေါ်မှာကိုရရှင်ပြုပါရှိတော်မူပါဒီကိုခွဲစိတ်ကုတပေးပြီးဆေဝဆေမများပေါ်မှာလေပဲတာငယ်လေးကိုကျင်းလာစွာခွဲစိတ်ကုတပေးနိုင်မှုရတဲ့ဆေဝဆေမများပေါ်မှာကောင်းချီးပေးတော်မူပါဒီကိနဲ့ပတ်သက်ပေါ်မှာလည်းကိုရရှင်ကောင်းချီးပေးတော်မူပါတောင်းဆိုပါ၏ဟိုဘာဆက်လက်ပြီးတောင်းဆိုလူဒီမှာကျွန်တော်တို့အတင်းတော်ရဲ့တင်တာဒေါ်မရန်ချန်ရဲ့မိခင်ဖြစ်တဲ့ဖုန်တောင်းပထောနာပေါင်းလေပဲကျူးနာမချန်ဖြစ်တဲ့အခုချိန်မှာရတော့မှာစေကုတခံယူရရှိကြောင်းကြားရပါ၏ဟိုဘာဤမိခင်ကြီးပေါ်မှာကိုရှိကောင်းချီးပေးနာတော်မူပါအနာယောဂကိုပျောက်ကင်းစေနိုင်တော့ဖျားပိတိအားလျော်စွာဤသမီးကြီးမိခင်ကြီးရဲ့ဝိညာဉ်ကိုကြောက်ကင်းပြန်ဝင်ရတဲ့ကိုရရှိကောင်းချီးပေးနာတော်ပါတောင်းဆိုပါ၏အခြားတာသမီးတို့အမိမဖော်နိုင်တော့ရှားနာလေးရှိကြတော့ဆေးရုံများပေါ်မှာရှားနာလေးရှိကြတော့တို့ရအောင်စီတိုင်းပေါ်မှာလည်းကိုရရှိကမှဇမ်းပါတဲ့နေ့အခုကိုရရှိပေးနာတော်မူပါတောင်းဆိုပါ၏ကျေးဇူးရှင်ပါဆလဘီလာဝကမှာကျွန်တော်ချင်းခံရတော့ရှီမရန်ဂျာရာနိအခြားတို့ဒီကုညာတေးစလာမာဤဟိုပါလူမြောက်လိုက်တော့ကိုပရိုရှစ်ပေးလာတော့မှာအောင်ဆောပါဤဆက်လက်ပြီးဤကနေ့သူစုတောင်းဒီမှာပရိုရှစ်ချတော်တမီလပမ်ထန်ဆန်ဤကနေ့ပြည့်မွေးနေ့ဖြစ်တဲ့အားရဆိုပရိုရှစ်ကိုကျေးဇူးတင်လို့ဆက်လို့ခြေပရိုရှစ်ကတို့ချီကလေးရှိပါ၏ဟိုပါဤသမီးရဲ့ရှေ့ဆက်တက်တာ6လို့ကိုရရှိကောင်းချီးမိလာပေးနာရုံပါဒီရဲ့လောက်ဆောင်ရတော့မဆောင်တာဒီပေါ်မှာကိုရရှိကောင်းချီးမိလာပေးနာရုံပါတောင်းဆိုပါ၏ကျေးဇူးရှင်ပါဆက်လက်ပြီးကျွန်တော်တို့ EKCPC အတင်းရမကချိန်တိုင်းမှာတာမီတို့ကိုထမ်းပြရက်ဥဆောင်ရေးပြုနေတော့ EBC တင်းတော်တဲ့ဆရာမပါ၏ဟိုဟာဖာတီယိုဆာကြီးဖြစ်တဲ့ရေအိုရနောက်တူပေါ်မှာကောင်းချင်ပြီးပေးနာတော်မူပါဆရာပြည့်ရဲ့အေကမိသားစုများရောက်စီတိုင်းပေါ်မှာကောင်းချင်ပြီးပေးနာတော်မူပါ EBC တင်းလူတီတာများရောက်စီတိုင်းပေါ်မှာလူလူဆောင်ရရှိတော့တဏှာလုံးကဒီပေါ်မှာကိုရရှိကောင်းချင်ပြီးပေးနာတော်မူပါတောင်းဆိုပါ၏ဆက်လက်ပြီး KCF Christian Fellowship ဒီလိုပေါ်မှာလည်းကိုရရှိကောင်းချင်ပြီးပေးနာတော်မူပါဥဆောင်ရတဲ့ဆရာမတွေဒီပေါ်မှာကောင်းချင်ပြီးတော်မူပါကျေးဇူးရှင်ပါဆက်လက်ပြီးတောင်းဆိုဒီမှာဒီလိုဒီတင်းတော်မှာဗီဇာဝရရှိသေးတော့သူများအတွက်လည်းအထူးဆုတောင်းပါ၏ဟိုဘာဤနိုင်ငံမှာလူလက်ဒေါ်လာနေထိုင်ခွင့်ရရှိတဲ့ပရိုရှီရဲ့အမှုတော်ပြန်မှာပုံရိပ်ပါဝင်စက္ကန့်နိုင်ကြတော့သူများဖြစ်စေတော့မှာပရိုရှီကောင်းချင်တဲ့ပြည်နာတော်မှာတောင်းဆိုပါ၏ဟိုဘာဆက်လက်ပြီးအမီနိုင်ငံမြန်မာနိုင်ငံအတွက်လည်းဆုတောင်းပါ၏အခုချိန်မှာတာမီရဲ့လူများဒီဘေးတစ်ခါမျိုးကြုံတွေ့ရရှိနေကြပါ၏ဟိုဘာဤကိရောဒုက္ခအတ္တမျိုးမှာကိုရရှိတယ်လို့တော်မူပါကိုရရှိတာချိန်တိုင်းကိုစားရဤကိရောဒုက္ခစီးညာကိုခံနိုင်ဖို့ရအတွက်ကိုရရှိမဆပ်ပြီးလာတော်မူပါတောင်းလျှောက်ပါ၏လူမျိုးနဲ့တန်ကြီးအတွက်ကျူပါအားထုတ်ရဲ့ဥဆောင်ရေးပြုနေကြတော့သူရောက်စီတိုင်းပေါ်မှာလည်းကိုရရှိကောင်းချီးမိလာပြီးနာတော်ပါစတော်ပါ၏ဟိုအားကဘာရဲ့ရမှာဘေးဒုက္ခမျိုးမျိုးကြုံတွေ့နေရတော့သူရောက်စီတိုင်းပေါ်မှာလည်းကိုရရှိကောင်းချီးမိလာပြီးနာတော်ပါသူတို့နဲ့အတူကိုရရှိပါရှိတော်မူပါတောင်းလျှောက်ပါ၏ယေရှုရှင်ပါဤကနေ့တာသမီတို့ဒီကိုရရှိတဲ့တောင်းလျှောက်တဲ့အရာပြည့်စုံပါပြည်စုံစေတော်မူသောအရာတိုင်းကိုတာသမီတို့လူအပ်တဲ့အရာအလုံးကိုပြည်တော်မူသောဆရာပိတိအလျောစာမတော်မလျှောက်တဲ့အရာအလုံးကိုကိုရရှိပြည်စုံစေတော်မူပါဤကနေ့
다 미로 잖아야 미로 받으나 내가 그러시 강수리가 비나로가 내가 때 가면 그러시에 따지 파디우사지 보마레 그러시 위에 누샤비 그러시 또 미로가 잖아야 미 따비야 시나네 우시 그런데가 후이에 너 받으려 내가 내가 야시레 셀레비 진동 대신 반에 모양 야 시나고 그러시 남자 부서는 밤자 시동이 양이 서바로 되네 Kita baca kita di nama Tuhan sudah nak apa di sahaja mesal klasi. Amin.当前我不上班的什么东西啊，看然后天是生意方面的嘛是，估计嘛，电脑里面面的，但是我钱啊，全部都起码我进不来的。
자나 야매 쉬 누가 더예 아니 저기 쉬단 제고 밑에 알로 이거가 실루가 타면은 강력하게 조준하고 약간 위에 Rita Ado Piache come Guadino Disciplinare, Shenlan Swan Chingisune, Guadino Chicatanazo, questa è nuova che teniamo 그래서 다시 나와 지원하네 함자님과 계로 다시 지원하러 보겠습니다. 다시 나와 지원하네. 저 역시나 유료방도 저희들이 다시 공로 지원자요. 저 꼭관에 비하하 저 국제 유료되면 보고 이거 봐 로가마 시대 따라해 야ဖြစ်ပါတယ်ဒီဖျားကိုရောက်စီတိုင်းနှုတ်အားဖြင့်ချီးမွမ်းခြင်းနဲ့အားရပါရချီးမွမ်းကြရအောင် Thank
ကျွန်တော်ယေရှုကြောင့်တာဆိုတဲ့ခြင်းနဲ့ဆက်လက်ပြီးတော့ဖျားရှိဖို့တော့ချီးမွမ်းကြရအောင်ယေရှုသားရင်ကျွန်တော်တို့ရဲ့လွန်မြောက်ခြင်းယေရှုသားနဲ့ဝမ်းမြောက်ခြင်းကျွန်တော်တို့အစင်မြဲကြည့်ရှုရဲ့ဖျားခင်ဟာယေရှုတပါးနဲ့ကျွန်တော်ရဲ့သူရှင်ရဲ့ဖျားကိုရောပဲဖြစ်တယ်ဆိုတော့ဟောရောက်စီတဲ့နှလုံးသားများတစ်ခါတည်းနဲ့ပါချီးမွမ်းရအောင်Jesus,
ကိုရောနာမဆိုတဲ့ဒီနဲ့ဒါရှိစေကိုချီးမွမ်းပါ
and worship group that following Guru Chimati Sudajare, the Mami Sri Chidani Mamma Adon, Yashi Bamsi Bidadi, Akuchema, Enoye, several Indigo, second Message, System of Sambone, System Pisone Kama, the second, the bad being another, we know what happened. Dino Erikaya Siago, who lived in Kanga from Jago, we don't know anything about it. Seven book church, so. Jimmy Domudo, Tauram Yasodo, Papia, Korea, Gomia, Jimia, Korea, Yosi, Dino, the nation in ya, Basin in ya, Lansin in ya. Nation in ya, Baludo, the Kanza Yashi Kejapaji, Tauram Yasodo, Papia, Lonketo, the Bata, Lonele. Bibilo ne tesa ino nganda mya ko so nga di namaga be goro thano pamba myaw nya so ko kaung ni mingla ro ko khan yu yashi ke ja ba I do kaung ni myaw nya so re ma di ni goro ye bimando ino na pye so ko sia jwe se bo de bo ko goro ye ta mi mya ro di yu saung la ja ba I ngwe ji a phit yu saung la jin a chain na yi mya a phit set ka pu zo jin a cha do se bo de bo mya a phit ro than do pa do yu saung la ke ja ba I Tauram Yasodo do pa pia I se bo de bo ko corruption let kan yu kaung ni pe na ro mu ba yu saung la cha ko Korea ta mi yaw si dai mi tan su dai ko ma le sa de bo do kaung ni ming la mya ko tong long cha pe na ro ba nong la le ta do chin ta mya ne Korea ta mi mya ro di se de bo bo myo ro ko shwen lan wan myaw so a phit jesu ro chi mwan jin ne tu yu saung la ya ba mi chang ro tan su ta se ka ba I se bo bo ko su ta se ka an de kama Teshino mudo ke tin shin Yesu Christo na maro na yu ti ni ya so ta su ta se ka ba ya amen Shalom. Shalom. Jadi tanga. Shalom. Shalom. Ah, bi cenderung Shalom pia dia ding de chen ha cenderung yau si dai ne tu se mie di shi ne no mujang cenderung bi no a phe wong kan de shi ta ba le Today, cenderung dia lebih senza senchen long twin chen mu nya pu ke cenderung ne yin so kam ba lo ba le ba pi lo le so di ne ne timing a change ba le cenderung yau la de kama ro di ne season sa de kama cenderung twa chom mu lo ba le sanga minute kan nau cha ba le ye twa a long ko lo pe ko twa de po pya lo ba le no Today, cenderung pian lebih pian ke tema di tengah ya rombak ko cenderung pian lebih senchen awme po pare. Today, cenderung dia yue che thare tema jansa ro nya wime no ko pa do ye kaung sin ko cenderung dia nya se ya so bi ma cenderung dia da kaung sin ko di tha ba le nya se ya so la Kuda che mu de ko pi de tu ko dia pi pyo me solution se ya won de se ya de cenderung da phit de so de ousa ko po pya lo ba le se ya won de so de ousa ka luna phya na de tu de ko kuda che mu de ko cenderung pe ja de Kuda chen mu ko pe de kha ma le cenderung pian ji de kha ma cenderung di o pyo ni de di bo di tai pan ni cha cha ne cenderung lo saung tha de di daru ge ya se wa ri cenderung tong sue de di phet phet bo le cenderung se kuda thong ni nau bi ma cenderung phat ka pian ji me so shin dai yin se ku long ne sat phet myo myo cenderung shi de တချို့ကလည်းဒီနေ့ကျွန်တော်တို့ကုသခြင်း
မှုတွေကိုကျွန်တော်ကြည့်တဲ့အခါမှာဒီနေ့ဒီချိန်ခါမှာဆိုလို့ရှိရင်အင်မတန်မှအရှင်းမြင့်တဲ့စေကုသမှုတွေကျွန်တော်တို့ခံကြရတယ်။အားလေကြောင့်ဘာမှဝါမလို့ခန္ဓာကိုယ်မှာပေါက်လေးပေါက်ပြီးမှပဲဟို screen ပေါ်မှာ TV ဟို computer screen ပေါ်မှာ TV မှာပဲကုသသွားတာတွေကျွန်တော်တို့တွေ့ရတယ်။ကုသတဲ့အခါမှာလည်းထုံစေးတို့ဟိုမေးစေးတို့ပေါ့လေဟိုရေလုံးကတော့ဘာမှမဖြစ်ဘူးဟိုဘယ်လိုပြောမလဲနားလို့ရှိရင်ကြိတ်မိတ်ခံဆက်ပြီးကျွန်တော်တို့ကချင်တဲ့ချတာပဲဆိုတာကပါလေကျွန်တော်တို့ဒီမက်ခလောင်လို့ဘာလို့လဲကျွန်တော်တို့တိုင်းစေးပဲလားဟိုမက်ခလောင်ရချစ်လိုက်လို့ရှိရင်လည်းဘာမှမဖြစ်တဲ့လူကမနေလည်းမနေဘူးဘာမှမဖြစ်လာဘူးဖြစ်တယ်ဟဲ့ဆိုတဲ့လူကတော့အဲ့ဒါနီယုံမကဘဲညိုမဲကုတ်တချို့နေမှာကျတော့ခုတယ်အဲ့ဒါလေးအကလေးနဲ့ပြန်ပေါက်ပြီးအခုကြတာပြီးတဲ့အခါမှာရွှေတွေပါထွက်သွားတဲ့အခါကျတော့တက်တာချင်းမှုတွေရရှိကြတယ်ဒါကကျွန်တော်တို့ဆေးဆရာများစေကုသတဲ့အရာစေကုသတယ်ဆိုတာကလည်းခုနပြောတဲ့ဖျားနာလို့ကျွန်တော်ထင်ပါတယ်ဒီမှာမဖျားဘူးတဲ့သူကတော့မရှိတော့ဘူးလို့ထင်တယ်အနည်းဆုံးကတော့ကျွန်တော်တို့နာစီချောင်းဆိုးကတော့ကျွန်တော်တို့ဖြစ်တာပဲဟိုယာပြီးကုတ်ပြီးတဲ့အခါမှာနည်းနည်းလေးဟိုကချင်လိုတော့ဖြစ်သွားတာပေါ့ကျွန်တော်တို့ပုံပဲသွားတာလေအဲ့ဒါလေးတွေကျွန်တော်တို့စီးပြန်သိတာစဖြစ်ပေါ်ဒီလိုမျိုးလေးတွေကစကျွန်တော်တို့ဒါဖြစ်ပါလေဒါကကျွန်တော်တို့ဒီနေ့စေကုသတာကျွန်တော်တို့တွေ့ရတယ်ဒီလိုစေကုသတဲ့အခါမှာလည်းကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာတချို့ကလည်းဘာလို့ဆိုရှင်ယန္တမန္တန်ကုတာလည်းရှိတယ်ဆိုတာဟုတ်လားကျွန်တော်တို့တွေ့ရတယ်လေဒါလေးကြလို့ရှင်ဟိုစေကုတာတော့ဘာလို့ဆိုလို့ရှင်ဘယ်လိုပြောမလဲကျွန်တော်တို့မြန်မာပြည်မှာဟိုကာတွန်းရုပ်ပြောင်လေးတွေကစပေါ်လာပေါ့ဒီလူတွေကအားလည်းမအောင်ဖြစ်ပေါ်ပြရတာတော့လမ်းထဲမှာပေါက်လိုက်လမ်းထဲမှာကိုင်းရတဲ့လူကကိုင်းရဘာဖြစ်လဲအဲ့ဒါဖြစ်တယ်အဲ့ဒါဖြစ်လာအဲ့မင်းရောတာတော့ကြောက်ဟိုတော့ရောက်ပြန်လာလမ်းထဲမှာလည်းကုလာတယ်ကိုယ်ကဆိုင်ပါလေစတဲ့ဖြစ်ပေါ်လေဒါအများကြီးဒါစိတ်ကူးတဲ့ဥစ္စာတွေ့ရတယ်ကောင်းပြီဒီနေ့ကျွန်တော်တို့ပြန်ပြီးမှကြည့်ဖို့ရကျွဲဒီနေ့မျက်စိဆရာလို့ဒီကောင်းစဉ်ကိုမြောက်ဝင်တဲ့ခါမှာခြေပြုထားတဲ့ကျမ်းချက်ကတော့တူတူလေးပါပဲရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီးကိုအခန်းငယ်7ဖြစ်ပါတယ်ထိုလူများကိုလက်ခံတော်မူတဲ့ဘုရားသခင်နိုင်ငံတော်၏အကြောင်းကိုဟောပြော၍နာသောသူတို့ကိုချမ်းသာပေးတော်မူ၏တို့လေးကျွန်တော်တို့ဆရာတယောက်ပြောကျန်စာကြောင့်ဆရာကြီးတယောက်သူပြောတယ်တို့လေးဒါလည်းအခုကျန်းစာတိုတိုလေးပဲတိုးတော်ညာလေးတောင်ကျွန်တော်တို့ဒီကျန်းစာပိုက်လေးတိုတိုလေးကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့ဘာတွေ့ရမလဲဘာတွေ့ရမလဲဆိုလို့ရှိရင်ဒီမှာဘုရားသခင်နိုင်ငံတော်ဤအကြောင်းကိုဟောပြောတယ်သခင်ခရစ်တော်ရဲ့သာသနာလုပ်ငန်း ministryအတနာလုံငန်းကိုကျွန်တော်တွေ့ရတယ်။ခင်ခရစ်တော်ကောင်းကင်နိုင်ငံတော်အကြောင်းကိုဟောပြောနေပြီးသားမကပဲအဲ့ဒီဟောပြောခြင်းနဲ့အတူတူဒီနာသောသူကိုချမ်းသာစေတယ်။ကြောက်ကင်းစေတယ်။ယေရှုကြောင့်သာဝမ်းမြောက်တယ်။ယေရှုကြောင့်သာလွတ်မြောက်တယ်။ယေရှုကြောင့်သာကျမ်းမာတယ်။ယေရှုကြောင့်သာပျောက်ကင်းတယ်ဆိုတဲ့အရာတွေဖြစ်ပါမယ်။ဒါကြောင့်မလို့ဒီကောင်းကင်နိုင်ငံတော်အကြောင်းကိုသခင်ခရစ်တော်ယေရှုကသူကပြောတယ်။ဒါကြောင့်မလို့သခင်ခရစ်တော်ကိုကျွန်တော်တို့ပြန်ပြီးတွေ့ကြည့်တဲ့အခါမှာ best ဆုံးကိုကျွန်တော်တို့တွေ့ရတယ်။လူတွေရဲ့ဝိညာဉ်ရေးရမယ်အပ်ပြီးမှလူကုသတယ်၊ညဝေတယ်၊ပေးအပ်တယ်၊သင်ကြားတယ်၊ပို့ချတယ်။တစ်ဖက်ကပါဆိုရှင်လူရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အရာတွေကိုသူကုသခြင်းမှုတွေဖြေရော့ခြင်းမှုတွေတက်တာခြင်းမှုတွေပြုတာတွေ့တယ်။နောက်တစ်ဖက်ကလည်းပါဆိုရှင်လူတွေရဲ့စိတ်နဲ့ပတ်သက်ပြီးမှသူကပါဆိုရှင်စိတ်နဲ့ပတ်သက်ပြီးလူတွေကိုပြန်ပြီးမှဖြည့်ဆည်းပေးတယ်ခွန်အားပေးတယ်။ခါလေးကြလို့ရှင်ကျွန်တော်ရဲ့တက်တာမှာတကယ်ပဲဒီဝိညာဉ်တက်တာလို့ပြောမှာ။တချင်တော့ဝိညာဉ်ထားတယ်ယောနေဆိုတဲ့ဥစ္စာမျိုးပေါ့ဗျာဒါကတော့ကျွန်တော်တို့
တင်းတော်လာရှုံးမှာဖြစ်ခဲ့ကျွန်တော်တို့အမှုတော်ဆောင်တစ်နှစ်ထဲမှာပဲ2003ခုနှစ်မှာဒီဓမ္မမှုတော်ဆောင်ဆီယမနဲ့ကျွန်တော်တို့အဖတ်တင်ဆရာကြီးတိခါရရဆရာဖောင်းဟောင်းသူတို့နေရာမှာဆုံးတာ3ရက်ပဲခြားတယ်ဒီအချိန်မှာအတင်းတော်တကူလုံးကတကယ်ကိုဘယ်လိုပြောမလဲဝိညာဉ်မှာကျွန်တော်တို့ပေါ့ဆိုရှင်ငိုကြွေးခြင်းတွေကျွန်တော်တို့ပြုတယ်ဆုတွေအများကြီးတောင်းတဲ့အချိန်မှာဒီလိုဖြစ်သွားတဲ့အခါမှာဒီလိုမျိုးငိုကြွေးခြင်းတွေကျွန်တော်တို့ဖြစ်ဒီခါမှာကျွန်တော်တို့ကိုတက်တာစေခြင်းမှုတွေပြုတဲ့အခါမှာလည်းဒါဖြတ်ကင်းနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ပြုရတယ်ကျွန်တော်တို့ဒီလက်ရှိတဲ့ဆရာကြီးကတော့သူကတကယ်ကိုဝိညာဉ်တက်တာမှာရအဲ့လိုမျိုးဖြစ်တဲ့အခါကျတော့သူဘာဆိုရှင်ဟိုဆရာကြီးတွေကိုခေါ်ပြီးမှကျွန်တော်တို့ပြန်ပြီးမှခွန်အားပေးခိုင်းတာစသဖြင့်ကျွန်တော်တို့ဒါတွေရတယ် heal ဆိုတဲ့ဥဒ္ဒခြင်းကျမညာကြီးကျွန်တော်တို့ပေါင်းပါတယ်ဒါကြောင့်လို့ဒီသခင်ခရစ်တော်ဟာခရစ်တော်ယေရှုသည်အောက်နိုင်ငံတော်နဲ့သက်ဆိုင်တဲ့ကယ်တင်ခြင်းတရားတွေကိုဟောတော်မူသည်ကမကပဲတပြန်နဲ့တဲမှာလေကုသခြင်းမှုတွေကိုပြုတယ်တချို့ကဘာလို့ဆိုရှင်ဒီကုသခြင်းမှုကိုပြုတဲ့အခါမှာသခင်ခရစ်တော်ကိုဘာလို့ဆိုရှင်လာရလမ်းမှာသခင်ခရစ်တော်နဲ့တွေ့အောင်သူတို့မြင်အောင်စကားပြောရအောင်အရှိကိုတိုးလာကြတယ်တချို့ကလည်းဘာလို့ဆိုရှင်လူတွေအများကြီးရှိတဲ့အခါမှာတိုးဝိတ်လို့မရတဲ့အခါမှာသူတို့ကဘာလဲဆိုရှင်သခင်ခရစ်တော်ရဲ့ဝတ်လုံတော်ကိုရအောင်တိုးထိလိုက်သူရဲ့ယုံကြည်ခြင်းမျိုးသမီးတွေးတုံနေတဲ့မျိုးသမီးရအောင်သူဘာလို့ဆိုရှင်စကားမပြောရရင်တောင်မှသခင်ခရစ်တော်ရဲ့ဝတ်လုံတော်ကိုတိုးထိလိုက်ရရင်တော့ငါကြမ်းမှာပါပဲတိုးထိလိုက်တဲ့အခါသခင်ခရစ်တော်ကချက်ချင်းသိတာပြောင်းကင်းတဲ့ချင်းမှုကိုရရှိတယ်ဇာကေအကြောင်းလည်းကျွန်တော်တွေ့ခုန်ခါဒီပုဂ္ဂိုလ်ကလည်းဘာလို့ဆိုရှင်သူကလည်းသခင်ခရစ်တော်ကိုတိတ်တွေ့မြင်ခြင်းတယ်သူကအကုန်ခံဖြစ်တဲ့အခါလူတွေရဲ့ပယ်ထားခြင်းပြစ်ပယ်ထားခြင်းအတင်းပြပြောခြင်းရှုတ်ချခြင်းကိုခံရတယ်ဒီအခါမှာသူကလည်းအရက်အမောင်းအားဖြင့်တိတ်သူများနဲ့မတူတဲ့အတွက်ကြောင့်မလို့အပြင်ပေါ်ကနေသူကကျဲပြီးမှကြည့်သခင်ခရစ်တော်ကချက်ချင်းသူ့ရဲ့နာမည်ကိုခေါ်ပြီးမှဒါကသူပါဆိုရှင်သူ့မှာခုနပြောတဲ့အမျက်ကြီးစားတာမတရားမှုတွေပြုတဲ့အခါမှာသူ့ရဲ့လှုပ်ဆောင်မှုသူ့ရဲ့စိတ်ဘောထားတွေကိုအခါတဲ့သခင်ခရစ်တော်ကသူပါဆိုကဲစက်ကမစင်လာကဲမိအိမ်မှာငါတဲ့ခုပြုမယ်ဆိုတဲ့အခါရှင်လန်းဝမ်းမြောက်ခြင်းနဲ့သူကပါဆိုရှင်တက်တာချင်းမှုရတယ်ဆိုတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့သခင်ခရစ်တော်ဟာဆေးဆရာလည်းဖြစ်တယ်ဆိုတဲ့ဥစ္စာကျွန်တော်တွေ့ရတယ်ဒါကြောင့်မို့ဒီဆေးဆရာဒါကြောင့်မို့ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာဆေးဆရာတို့ဤဆေးဆရာဆေးရှာနီယာဆေးရှာဆေးဆရာတို့ရဲ့ဆေးဆရာဖြစ်တော်မူသောကယ်တင်ရှင်ယေရှုခရစ်တော်ဆိုပြီးမှကျွန်တော်တို့ကပေါ်ပြပြောဆိုဘာဖြစ်လို့သခင်ခရစ်တော်ကဒီလိုမျိုးဒီဆေးဆရာကြီးကျွန်တော်တို့ဘာဖြစ်လို့ပြောနိုင်လဲဒီဘုရားသခင်ရဲ့သားတော်ဖြစ်တဲ့ကယ်တင်ရှင်ခရစ်တော်ဖြစ်သူမှာဘာလို့ရှိသူရဲ့တက်တာမှာအင်မတန်မှကျွန်တော်ပြန်ကြည့်တဲ့အခါမှာလူမျက်စိနဲ့ကျွန်တော်ပြန်ကြည့်တဲ့အခါမှာဘာတွေတွေ့ရလဲနံပါတ်1တစ်ချက်အနေနဲ့ကျွန်တော်တို့သူ့ရဲ့ဘာဆိုရှင် skill လို့ခေါ်တဲ့သူ့ရဲ့ကျွမ်းကျင်မှုသူ့ရဲ့တိကျမြင်တွေ့မှုပေါ့ his skill ကဘာလဲဆိုလို့ရှိရင်သခင်ခရစ်တော်ယေရှုကသူက knows no limitation အကန့်အသတ်မရှိသူကသိတယ်အကန့်အသတ်မရှိသူကသိတယ်ဒီအကန့်အသတ်မရှိဆိုတဲ့ဥစ္စာကဘာလို့ဆိုရှင်သင်ဒီတိနာမီအမီနာမမပြောတော့လေကိုရောအသိတယ်သင်ဒီဘာတွေရွယ်ထားတယ်ဘာတွေစိတ်ကူးထားတယ်ဖော်မပြတော့လေကိုရောသိတယ်
အရာရာကိုသိတယ်အလုံးစုံကိုသိတော်မူသောဘုရားဖြစ်တယ်ဆိုတဲ့ဥစ္စာကိုဒါကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။အော်တချို့ဒီတိုင်းမှာလာတဲ့အခါမှာဘာဖြစ်တယ်ဆိုတဲ့ဥစ္စာတွေအားလုံးကိုရောသိခုနပြောတဲ့စာကဲလို့လို့ဆိုသူနာမည်ကအစအားလုံးကောင်းကောင်းသိတယ်။အော်တချို့ဆိုလို့ရှိရင်ဒီနှက်ဆိုးဆွဲတာတော့ဘာလို့စသည်ဖြစ်တာမျိုးတွေကိုကောင်းကောင်းသိတယ်မြင်တယ်တွေ့သိတယ်လူတွေဒီလူဟာဘာဖြစ်မယ်ဘာဖြစ်ကစအများကြီးဒါတွေ့သိတာဖြစ်ပါလေဒါဆိုလို့ရှိရင်ကိုရောရဲ့သူရဲ့ဒီကံတမှုအောင်မရှိတဲ့ကျွမ်းကျင်မှုသိမှုဖြစ်တယ်ဆိုတဲ့ဥစ္စာကိုတွေ့ရမှာဖြစ်ပါလေနောက်ပြီးတဲ့ခင်ခရစ်တော်ကသူဆေးစီယာဆိုပြီးမှပေါ်ပြတဲ့အခါမှာကျွန်တော်တို့ဒီနေ့ခေတ်မှာကျွန်တော်တို့တွေ့တဲ့scan တို့ MRI တို့ကျွန်တော်တို့နောက်တခြားဆေးဝါးတွေဟိုဆက်ပစ္စည်းတွေအမျိုးမျိုးနဲ့ထုတ်လုပ်ထားတဲ့ဒီဆေးတွေဘာမှမသုံးဘူးဘာမှမသုံးဘူးသူကဘာလဲဆိုရင်တို့ထိချင်းဆိုတဲ့ touch ဒီညာနဲ့ကုသပြုတ်ကင်းစေတဲ့ရဲ့ယုံကြည်ခြင်းအဖြစ်အနာငြိမ်းစေမျက်စိမမြင်တဲ့သူကိုတော့သူပါလေဆိုရှင်မြေကြီးရှုပ်ကိုယူပြီးမှသူတဲ့တွေနဲ့ပြီးမှမျက်စိကိုသိပြီလေဒါဘာမှကျွန်တော်တို့ဟောမဟုတ်ဘူးပြောချင်တာပါဆိုရှင်သူဒီထိုကဲ့သို့သောစေများခွဲစိတ်ခံပစ္စည်းတွေဘာညာတွေစသဖြင့်ဟိုဓာတ်တို့ဟိုကချီတို့ဘာညာတွေအဲ့ဒါတွေဘာမှလိုတာသုံးတာမဟုတ်ဘူးသူကဒီလိုမျိုးကုသနိုင်တဲ့အရာရှိတယ်ဆိုတာကိုကျွန်တော်တွေ့မြင်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကသခင်ခရစ်တော်မျက်စိဆရာလို့ပြောရတဲ့အရာဆေးဆရာကြီးဖြစ်တဲ့ကုသတဲ့သူတွေပျောက်ကင်းစေတဲ့သူဖြစ်တဲ့ဒီမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာနံပါတ်1တစ်ချက်အနေနဲ့သူကဘာလဲဆိုရှင်ထိုးထွင်းသိမြင်နိုင်တဲ့အစွမ်းသူမှာရှိတယ်။ထိုးထွင်းသိမြင်နိုင်တဲ့အစွမ်းis inside ထိုးထွင်းသိမြင်နေတဲ့အရာဒါဆိုရှင်ဘာလဲဆိုရှင်လူရဲ့ခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်တယ်အကျော်အချင်တွေနောက်ပြီးကျွန်တော်တို့အသားအစတွေ muscles တွေကစလူရဲ့အယိုးစသဖြင့်ဒါတွေဘာတွေဖြစ်နေတယ်ဘာတွေရှိတယ်ဆိုတဲ့ဥစ္စာသူကောင်းထိုးထွင်းမြင်နိုင်တယ်ဒီနေ့ကျွန်တော်တို့ဆေးရုံကိုသွားတဲ့အခါမှာဓာတ်မှန်ရိုက်တယ်ဓာတ်မှန်ရိုက်လို့ဟောမဖြစ် scan နဲ့ကြည့်တယ် scan နဲ့မရတဲ့အခါမှာဆိုလို့ရှိရင်ပါဆိုရှင် MRI လိုမျိုးနဲ့ကြည့်တဲ့အခါမှာတကောလုံးပါရှိတဲ့ကြောချင်ကြောင်းညာရှာအားလုံးမှတချို့ကိစ္စတွေ့ချင်မှတွေ့မှာတိုးတော်ညာလေ the king corrector ဒီအဲ့လိုထိုးထွင်းလူတယောက်ကိုကြည့်လိုက်တဲ့အခါမှာချက်မှာဘာဖြစ်နေလဲသူဘာစိတ်ကူးတယ်သူမှာဘာအတွေ့အခေါ်ရှိတယ်ဆိုတဲ့အရာတွေအစတော့ကောင်းဒီအရာတွေတည်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါဘယ်သူမှကျွန်တော်တို့ဘယ်လိုပြောမလဲအားလုံးတွေ့မြင်ဒါကြောင့်မလို့သခင်ခရစ်တော်သူဘာဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကုသခါတဲ့သူ့ရဲ့အမှယုံကြည်ခြင်းနဲ့အတူပေါ့လေနော်ကုသခြင်းဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုရှင်သခင်ခရစ်တော်ဟာကျွန်တော်ရဲ့နှလုံးသားကိုလည်းထိုးထွင်းညောင်းနေတယ်ဒီအောက်ကိုပြီးတယ်ကျွန်တော်လူတွေဒီလူဟာဆိုလို့ရှိရင်ပြုံးတော်ညာတယ်ဆိုတဲ့ဥစ္စာမျိုးဒီလူဟာမျက်နှာထားပုတ်တော်ညာတယ်ဒီလူဟာဘယ်လို blah 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 တော်ညာလဲဆိုတဲ့ဥစ္စာမျိုးတွေဒါကျွန်တော်တို့လူတွေကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်တို့တွေ့ကြတယ်တချို့ကချုံငိမ့်တဲ့စကားလေးတွေပြောတော်ညာလဲရက်ဆက်ကြမ်းကြုတ်မှုမှာအင်မတန်မှဒီမတမတိုးတော်ညာလေခုနပြောတဲ့ဒီ the concretor အဲ့ဒီလူတွေအဲ့ဒီနှလုံးသားဒီလူကဘာတွေဟောဖြစ်တဲ့သူဘာတွေဟောတွေးခေါ်တဲ့စသဖြင့်ဒီအရာတွေ concretor အောင်ထိုးထွင်းသိနေတယ်ဆိုတဲ့ဥစ္စာအဲ့ဒီကျွန်တော်တို့နောင်တတရား
ကျွန်တော်တို့ရဲ့ယုံကြည်ပါတယ်ဆိုတဲ့ဥစ္စာမျိုးတွေကစပေါ်တယ်ဒါတွေကို concrete တော့ကောင်းကျွန်တော်တို့သိမြင်တာတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ချက်ကဒီမျက်စိဆရာဖြစ်တဲ့ concrete တော့မှာကျွန်တော်တို့ဘာတွေမြင်တွေ့နိုင်လဲဆိုရှင်သူဆရာနေဘာတွေရရှိနိုင်လဲ his availability သူဆရာနေရရှိနိုင်မှုရရှိနိုင်ခြင်းတွေကဘာတွေလဲဆိုတဲ့ဥစ္စာကျွန်တော်တို့ပြန်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဆေးဆရာတွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဆေးဆရာဝန်တွေမှာတော့ကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာရိုးဆရာဝန်လို့ခေါ်တဲ့ကျွန်တော်တို့ general ပေါ့နော် specialist နဲ့အဲ့ဒါမတူပြန်ဘူးပဲကြည့်ကြည့်ပါဒီဆေးဆရာဝန်တွေမှာခုနပြောတဲ့နားနှာခေါင်းလေချောင်းအထူးကုဆရာဝန်ဒီနှလုံးနဲ့ပတ်သက်ပြီးမှသူ general တင်တဲ့အချိန်မှာသူသိကောင်းသိပါလိမ့်မယ်တိုးတော်ညာလဲ specialization အထူးဟိုလုပ်တဲ့အခါမှာသူဒါကိုကျွမ်းကျင်သူဒီဘယ်တော့မှအဲ့ဒါကုမှာပေါ့သူဒီနားနှာခေါင်းလေချောင်းဆရာဒီဟိုတွေ့လို့ရှိရင်ဒီဟိုနှလုံးရောဂါဒီလိုမျိုးဖြစ်တဲ့ဆိုနှလုံးနဲ့ပတ်သက်တဲ့ဆရာဝန်ထပ်ပြီးမှကျွန်တော်ကြားမှုနာဝရှိတာပေါ့လေနော်ထပ်ပြီးမှတော့မှအဲ့လိုမျိုးနှလုံးနဲ့ပတ်သက်တာတော့ဝန်နဲ့ပတ်သက်တဲ့ခုခုတည်းမှတော့ထပ်ပြီးမှအသေးစိတ်ကိုကျွမ်းကျင်တဲ့ဥစ္စာမျိုးတွေရှိသေးတယ်ဘုံနောက်ထဲမှာတော့မှတော့ပါဆိုရှင်အာယုံကြောထဲမှာဘယ်အပိုင်းကိုကျွမ်းကျင်နေဆိုတဲ့ဥစ္စာမျိုးစသဖြင့်ဒီလိုမျိုးတွေကျွန်တော်တို့ရှိမှဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒီလိုမျိုးတွေမှာရှိတဲ့သူတွေမှာကျွန်တော်တို့သက်ဆိုင်ရာဒီတိုင်းပဲကျွန်တော်တို့သွားကြတယ်သက်ဆိုင်ရာဆရာဝန်တွေစီမှာသွားကြတာကျွန်တော်တွေ့ရမှာဖြစ်ပါတယ်နောက်ပြီးမှသူသက်ဆိုင်တဲ့လူတွေပဲပေါ့လေအဲ့လိုမျိုးအဲ့ဒါပေမဲ့ concrete တော့စီမှာကတော့ဘာလို့ဆိုရှင်ခင်ဗျာဘာပဲဖြစ်နေပါစေဟိုခုနပြောတဲ့ဝိညာဉ်ရေးရာနဲ့ပတ်သက်တဲ့ physical လို့ခေါ်တဲ့ခန္ဓာကိုယ်ရေးရာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ဘာမှအဲ့ဒါကတော့ငါဒါပဲဟိုကျွမ်းကျင်တဲ့ဒီစင်ကစီတော့လာနဲ့ဒါပဲဟွာလာပါဒါပဲဟွာဖြစ်ပါမင်းကတော့ဟွာဆိုအဲ့ဒါမဟုတ်စေကုသခြင်းအမှုမှာတော့ဒီနေ့ဒီခေတ်ဒီချိန်ခါမှာဆိုလို့ရှိရင်စေကုသတဲ့အချိန်မှာငွေကြေးမရှိဘူးမလွယ်ဘူးတချို့ငွေကြေးမရှိဘူးဒီနဲ့စောင့်ပြီးဒီရတဲ့လူတွေရှိတယ်တချို့ကလည်းဒီလိုမျိုးပါလုပ်ရင်းနဲ့ဘာလို့ဆိုရှင်ယုံကြည်ခြင်းနဲ့ကုသခြင်းခုနပြောတဲ့တတ်နိုင်တဲ့စေဝါတိုင်းစေတို့စသဖြင့်ဒီလိုလုပ်ပြီးမှကျမ်းမာရှင်လန်းပြီးတက်တည်ခံတဲ့သူတွေလည်းအများကြီးကျွန်တော်ရှိမှာတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ concrete တော်စီမှာသူ့မှာရှိတဲ့အရေးတွေထဲမှာခုနပြောတယ်ဘဒူမဆိုလာလို့ရတယ်ဘဒူမဆိုချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေအသားမဲ့သည်ဖြစ်စေအသားဖြူသည်ဖြစ်စေစသဖြင့်ဘဒူပဲဘလို့ပဲဖြစ်လာလို့ရတယ်ဆိုတဲ့ဥစ္စာပေါ်ပြတယ်ဆေးဆရာများဆရာဝန်များကျွန်တော်ကြည့်တဲ့အခါမှာတချို့ဆရာဝန်တွေတချို့စေကန်းတွေတချို့အိမ်တွေမှာဆိုလို့ရှိရင်ဘယ်အချိန်မှာအရေးကြီးလူနာအရေးကြီးတယ်ဆိုပြီးမှဟောအရေးပေါ်ရေးကြီးတယ်ဆိုအရေးပေါ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာသွားပြီးမှခေါ်ပြောတဲ့အခါမှာငါနဲ့မဆိုင်ဘူးသူဘာဖြစ်လဲသူကအဲ့ဒါကခြေတော့ကျိုးတယ်အဲ့ဒါငါနဲ့မဆိုင်ဘူးငါကနှလုံးကျူကူဖြစ်တဲ့အတွက်ကြောင့်မလို့ငါနဲ့မဆိုင်ဘူးဖြစ်ကောင်းဖြစ်လိမ့်မယ်ပြောကောင်းပြောလိမ့်မယ်ဒီလိုမျိုးဖြစ်တဲ့အခါမှာခါလေကြလို့ရှိရင်ညမိုးချုံနေပြီမလားနဲ့ဟိုအရေးပေါ်ပဲခေါ်သွားလိုက်ဆိုပြီးမှပြောတတ်တယ်ဒီခါမှာအချိန်ကြံ့ကြာခြင်းနဲ့တူနောက်ကျခြင်းမျိုးတွေဖြစ်ပြီးမှလူတွေမှာဝမ်းနဲ့ကြေကွဲပွေရဖြစ်တတ်ပါတယ်တိုးတော်ညာလေတခင်ခရစ်တော်ကတော့သူပါလဲဆိုသူ့မှာရရှိနိုင်တဲ့အရာတွေပါလဲဆိုရှင်အချိန်မရွေးနေ့တော်၎င်းညတော်၎င်းအချိန်မရွေးပဲ on the spot ချက်ချင်းပဲအိုစေလာကုသတဲ့သူတွေပါတယ်ဆိုလို့ရှိရင်ခုနပြောတဲ့စေလာကုသတယ်ခုနပြောဟောပြောနေတာကဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်းကိုဟောပြောတယ်အဲ့ဒီဘုရားသခင်ရဲ့နိုင်ငံတော်ဟောပြောခြင်းအကြောင်းကိုနားထောင်နေတဲ့သူဟာဆိုရှင်အဲ့ဒီလူတွေကနားထောင်နေတဲ့အထက်မှာပါဆိုရှင်သူမှမကြမ်းမဖြစ်တဲ့အခါမှာဟာဒီလောက်တော့မှ
ဟောပြောတဲ့ဥစ္စာဘာဖြစ်ဖျားကင်းအဲ့တော့ तू ငါ့ကိုပျောက်ကင်း သူ့လုပ်တော့အဖြစ်ငါ့ကိုကုသပျောက်ကင်းစေနိုင်တဲ့စသဖြင့်မျိုးမျိုးနဲ့လူတွေကဆိုလို့ရှိရင် तू ရှေ့ तू ကြွလာပဲနားမှာဆိုတယ်အဲ့ဒီကျွန်တော်တို့ဒီရှေ့လေပိုင်းဒေသတွေမှာ concrete ရဲ့ data series လက်လေတဲ့နေရာဒေသတွေမှာမိုးခေါင်ရေရှားဒေသတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ခေါင်မိုးတွေဟာ flat လို့ခေါ်တယ်ပြားလိုက်ကြီးတွေဖြစ်တယ်the concrete ကဟောပြောနေတဲ့အချိန်မှာလူကအင်မတန်မှပြည့်တဲ့အခါမှာဟိုအိမ်ခေါင်မိုးပေါက်ပြီးမှ paralyze ဖြစ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါကျိုးနဲ့ short ချလိုက်တယ်ပြီးတော့သူ့ crypto နဲ့တွေ့တဲ့အခါမှာသူ့ WhatsApp သူ့ရဲ့ကတဲ့အဲ့ဒါတွေသူ့ကသူကောက်ပိုက်ပြီးမှပြန်ထွက်သွားတာဒါလည်းကျွန်တော်ပြောဒါဆိုရှင်ပြောချင်တာကဘာဆိုရှင်နေ့တော်၎င်းညတော်၎င်းဘယ်နေရာမဆိုcrypto ဒီလိုစေးစရာကြည့်ရဆိုလို့ရှိရင်မြေတန်းရရှိနိုင်တယ်သူကတွေ့ဆုံနိုင်ပါတယ်ဆိုတဲ့ဥစ္စာကျွန်တော်တွေ့ရဖြစ်ပါတယ်။ကောင်းပြီဒီနေ့ပြန်ကြည့်တဲ့အခါမှာဒီမျက်စိဆရာနဲ့ပတ်သက်ပြီး crypto မျက်စိဆရာနဲ့ပတ်သက်ပြီးမှသူရဲ့ကုန်ကျစရိတ် cost စေဝါကုသရဲ့ကုန်ကျစရိတ်ကမလွယ်ဘူးနော်ကျွန်တော်တို့ဟာပြန်ပြီးမှဒါဟောဖြစ်လို့ရှိရင်ဟိုမှာနည်းဒါဟောရိုက်အမှန်ကပေးရတယ်ဟိုပေးရတယ်ဒီကြီးဟိုကြီးဒီကြီးအများကြီးပါဖြစ်တဲ့အခါမှာပေါင်းလိုက်တဲ့အခါမှာအများကြီးပဲဒီလိုမျိုးဖြစ်တဲ့အခါမှာ तू မပေးနိုင်တဲ့ဥစ္စာတွေအများကြီးရှိတယ်တချို့စေကူတာဖို့အတွက်ဆိုလို့ရှိရင် booking တွေလုပ်ရတယ်စေဆရာကြီးအားလာပဲချိန်လို့ပဲချိန်ကျွန်တော်လာတွေ့လို့ရမှာလေ booking number တွေယူရတယ်ဘယ်လောက်တော့ကိုမတတ်နိုင်မလားအခုတည်းတတ်နိုင်မလားအဲ့လောက်တော့မတတ်နိုင်အဲ့ဒါဆိုတော့ဆိုခုလာမယ်တတ်နိုင်တယ်ဆိုအဲ့ဒါဟောဖြစ်အားရဆိုလို့ရှိရင်ငွေကြေးကုန်ကြမှုတွေငွေကြေးရှိတဲ့လူတွေပဲကုသငွေကြေးမရှိခဲ့ဘူးဆိုလို့ရှိရင်ကုသနိုင်စရာအကြောင်းမရှိဘူးဘုရားညာလေဒီမှာ concrete ကဘာဆိုရှင် concrete စီလာတဲ့ခါမှာငွေကြေးပေးစရာမလိုဘူးအဖို့အခပေးစရာမလိုဘူးဘာမှပေးစရာမလိုတိုးတော်ညာလေယုံကြည်ခြင်းယုံကြည်ကိုးစားတယ်ခဏကျွန်တော်ပြောသွားတဲ့အချက်မှာအမျိုးသမီး12နှစ်တွေးတော်တဲ့အမျိုးသမီးကသူကတွေးချင်တယ်မြင်ချင်တယ်တွေ့အနေထားကလည်းတိတ်ပြီးဟောမပြောတိုးတော်ညာလေရအောင်သွားပြီးမှလူတွေတိုးဝိတ်တဲ့အချက်မှာသူကပါလေဆိုလို့ရှိရင်ဒီတိုင်းခရစ်တော်ရဲ့ဘုန်းတော်ကိုပြောချတဲ့အခါမှာပျောက်ကင်းသက်တာချစ်လို့ဒီချိန်မှာခရစ်တော်နဲ့ချက်ချင်းဟာတာတကောရသူစီရနေတာကဖြစ်တာတွေ့သိချက်ချင်းသိတယ်အဲ့ဒီခါမှာချက်ချင်းပါပျောက်ကင်းသက်တာချစ်လို့ရတယ်ဆိုတော့ဒီချိန်မှာတော့စံပေးစရာကျွန်တော်ဒီကုသခြင်းပျောက်ကင်းသက်တာချစ်မှုတွေပြန်ကြည့်တဲ့အခါမှာတခင်ခရစ်တော်ခဏပြောတဲ့နှလုံးသားကိုကြည့်တယ်ဆိုတဲ့ဥစ္စာကျွန်တော်ဒီ leprosy လို့ခေါ်တဲ့အနာကြီးယောဂါပဲ10ယောက်ကိုတခင်ခရစ်တော်ဒီကုသပေးလိုက်တဲ့အခါမှာပျောက်ကင်းသက်တာချင်းအခွင့်ကိုပေးလိုက်တဲ့အခါမှာအားလုံးတို့ဒီဝမ်းမြောက်ရွှင်လန်းစွာနဲ့သူတို့ပျောက်ကင်းပြီဆိုတဲ့အကြောင်းကိုသက်ဆိုင်ရာဟိုသူတို့သွားပြီးမှပြန်ဆိုထို10ယောက်ထဲမှာတူကတာဘုရောထပ်ပြကျေးဇူးတင်ပြောဒီဒါကင်ခရစ်တော်စီမှာကျွန်တော်တို့ဘာပဲငွေကြေးပေးစရာမလိုဘူးတဲ့အဖို့ကပေးစရာမလိုဘူးတိုးတော်ညာလဲယုံကြည်ခြင်းနဲ့လာပြီးကျေးဇူးတော်ချီးမွမ်းခြင်းဆိုတဲ့ဥစ္စာကျေးဇူးတင်အားကြောင့်မလို့ကျွန်တော်တို့ဟိုကလေးတွေတစ်ခုကျွန်တော်တို့ပေးတဲ့အခါမှာမိဘတွေကသင်ပေးရကျေးဇူးတင်တယ်လို့ပြောလေ say thank youပြောပါစသဖြင့်ဒါလည်းဘာဖြစ်လဲဂျေဇုတင်ခြင်းဆိုတယ်။ဒါကြောင့်မလို့ခရစ်တော်စီမှာလာပြီးမှကုသခြင်းမှုပြုတဲ့အခါမှာငွေကြေးပေးစရာမလိုဘူးအဖို့ခပေးစရာမလိုဘူးဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အဲဒီပေးစရာမလိုတဲ့အပြင်ဘာကိုပြန်ရရှိသေးလဲဆိုလို့ရှိရင်
ဖယားသခင်ရဲ့လက်ဆောင်ဖြစ်တဲ့ eternal life လို့ခေါ်တဲ့ထာဝရအသက်ကိုလည်းရတယ်အဆန်မပြီးစားမလို့နဲ့လက်ဆောင်ပြန်ရတယ်ဘယ်စစ်ယုံမှာစစ်ဆောင်မှာသွားပြီးစေကုတာပြီးအဆန်လည်းမယူပါဘူးပြန်လာတဲ့အခါမှာ solution ကောင်းအောင်မူတသက်စာစမ်းကုန်အောင်ပေးတာလို့အမမရှိအန်အိုစီယာတရားကြီးကျွန်တော်တို့အန်အိုပွေရတရားကြီးဖြစ်တယ်ဆိုတဲ့ဒီမျက်စေးစရာမှာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကပါဆိုရှင်ယောဂဒီအနာတွေပျောက်ကင်းသက်သာခြင်းအခွင့်ကိုရရှိပြီးကမှပဲထာဝရဘုရားခင်ပေးသနာတော်မူသောထာဝရအသက်ဆိုတဲ့လက်ဆောင်ကိုပါရရှိတာဖြစ်ပါတယ်The King Creator ဟာပြန်ပြီးမှစစ်ဒီမျက်စေးစရာဖြစ်တဲ့ The King Creator ဟာသူကဘာဆိုကျွန်တော်တို့အတွက်ဒီလိုမျိုးလူသားတွေဒီငယ်မှာနစ်မွန်းနေတဲ့သူတွေကိုသူကဘာဆိုရှင်လွတ်မြောက်ခြင်းဒီအနာကနေပြီးမှတက်တာခြင်းလွတ်မြောက်ခြင်းမှုကိုခံစားရရှိဖို့အတွက် King Creator ဟာတကယ်ကိုကျင့်နာမှုစာနာမှုနဲ့တူကျင့်နာတဲ့စာနာမှုတွေနဲ့တူတော့ပါဆိုရှင် suffering ဆိုတဲ့ဒီခံစားခဲ့ကျွန်တော်တွေ့ဖြစ်ပါတယ်အာရမတ် King Creator ကပါလဲဆိုရှင်သူဒီတရှိမှဥယျာဉ်ထဲမှာဆူတောင်းတဲ့အခါမှာဒီခွက်ဖလားကိုလွန်သွားစေတယ်လို့ရှင်လွန်သွားစေပါတော်တော်လေးခံရမယ်ဆိုတဲ့ဥစ္စာကိုကောင်းကောင်းသိတယ်တိုးတော်ညာလဲဒီအရာတို့ဒီသူ့ရဲ့အလိုတော်တိုင်းမဖြစ်ပါစေနဲ့ဖခင်မေတော်ဘရောရဲ့အလိုတော်တိုင်းဖြစ်ပါစေဆိုပြီးမှဒါကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါရီယာဆိုရှင် The King Creator ဟာသူ့ရဲ့ဒီခံစားမှုတွေအားဖြင့်ကျွန်တော်တို့ရဲ့ထာဝရအသက်တာတစ်ခုလုံးမှာကျွန်တော်တို့ဟိုးငရဲတဲ့ရောက်ဖို့ပျက်စီးဖို့ဖြားနာနေဖို့ကနေပြီးမှကျွန်တော်တို့ကိုလွတ်မြောက်စေတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အားကြောင့်မလို့ King Creator ဒီခုနပြောတဲ့ဒီဂျင်းမြစုမှကျွန်တော်တို့အတွက်လဝကရမှုတေခန္ဓာမှုတဲ့ဒီအရာတွေဟာကျွန်တော်တို့ကိုပြန်ပြီးမှတက်တောင့်တက်ဖြစ်စေတယ်တက်တာခြင်းမှုကိုရစေတယ် comfort တက်တာခြင်းမှုကိုပေးတဲ့သူဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါလေဒီຢာတွေဟာဒီနေ့မျက်စေးစရာဖြစ်တဲ့ဆရာစေးစရာကြီးဖြစ်တဲ့ကျွန်တော်တို့ဒီ King Creator ကျွန်တော်တို့ပေးနေတာဒါကြောင့်မလို့ဒီကုသချင်းကျွန်တော်တို့မှာဟိုအနာတရားတွေဘာမဖြစ်တော့ဘူးကျွန်တော်တို့တက်တာတယ်တက်တာပေါ့ပျောက်ကင်းခြင်းမှုတွေရရှိတဲ့အခါမှာအင်မတန်မှဝမ်းသာဖြားနာတဲ့အချိန်မှာကျွန်တော်တို့မျက်နှာပုံပန်းတရံတွေကစကျွန်တော်တို့ကဘာလို့ရှိမရွှင်လန်းဘူးရိုးပြီးမှအာမေကုန်ခံဒီမီစိတ်ပြက်ဝမ်းနဲ့အာငယ်တိုးတော့ကြလေတနည်းနဲ့တည်းပုံပြီးပျောက်လာတက်တာလာတဲ့အခါမှာအင်မတန်မှပျော်ရွှင်ဝမ်းမြောက်ခြင်းကိုရရှိဖြစ်ပါလေနောက်ဆုံးပါဆိုတဲ့ King Creator ဆီကနေပြီးမှကျွန်တော်တို့ဒီဘာတွေပြန်ရရှိနိုင်ဘာတွေရရှိသေးလဲဆိုလို့ရှိရင်နောက်ဆုံးမှာကတော့ဘာဆိုရှင်ကျွန်တော်တို့တွေကဒီ normal pain ကျွန်တော်နာကျင်ခြင်းဒီလိုမျိုးတွေဖြားနာခြင်းတွေကျွန်တော်တို့ဘယ်တော့မှကြုံရတော့မှာမဟုတ်ဘူးဒါက King Creator မှာကျွန်တော်နောက်ဆုံးချိန်မှာဒီကျွန်တော်တို့တွေအားလုံးကဆိုလို့ရှိရင်ဖြားနာခြင်းမှုများကျွန်တော်တို့ကြုံတွေ့ခံစားနေရတယ်သူတွေဖြစ်တယ်တိုးတော်ကြတဲ့ကျွန်တော်တို့တွေဆိုရှိခုနပြောတဲ့ဝိညာဉ်အသက်တာကျွန်တော်စိတ်ပိုင်းဆိုင်ရာစသဖြင့်ဒီလိုနေပြီးမှနောက်ဆုံးကျွန်တော်ရဲ့ပန်းနိုင်ကတော့ပါဆိုရှင်ဖြားနာခြင်းအိုခြင်းနာခြင်းကင်းတဲ့နေရာမှာကျွန်တော်တို့ရောက်ရှိဖို့အတွက်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့နောက်ဆုံးပါခုနပြောတဲ့ထာဝရတဲ့ကိုရရှိဖို့အတွက်ဒီအရာတွေကိုရရှိဖို့အတွက်ခံစားရရှိဖို့အတွက်အိုခြင်းနာခြင်းသိခြင်းတွေကင်းတဲ့အရာတွေကိုဒီ King Creator ဒီတော့မျက်စေးစရာကဒီနေ့ကျွန်တော်တို့ကိုပေးလက်ဥတာပေးလက်ရှိတယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ချက်တော်ညီကောင်မတို့ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ
အသက်ကမှာခုနပြောတဲ့ကျွန်တော်တို့ဒီဝိညာဉ်ရေးရာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဘာတွေများလိုအပ်နေသေးလဲဝိညာဉ်ရေးရာမှာကျွန်တော်တို့အားနေခြင်းတွေကျွန်တော်တို့ရှိနေကြတယ်ဝိညာဉ်ရေးရာမှာကျွန်တော်တို့အားမလို့အားမရမှုတွေကျွန်တော်တို့ဖြစ်နေကြတယ်ဒီနေ့သခင်ခရစ်တော်ကထိုမှုရများကိုကျွန်တော်တို့ပေးလို့ရှိတယ်နောက်ပြီးခုနပြောတဲ့ခန္ဓာပိုင်းဆိုင်ရာကျမ်းမာခြင်းစုကျေးဇူးတွေကိုကျွန်တော်တို့ဒါပေးတယ်ဖြားနာတဲ့အခါမှာကျွန်တော်တို့ခုဆိုစေဝါလို့တောက်တဲ့အခါမှာဆုတောင်းခြင်းမှုတွေနဲ့ကျွန်တော်တို့တောက်တဲ့အခါမှာပိုးပြီးမှလင်းမြန်စွာကြောက်ပြနေတာကျွန်တော်တွေ့တယ်ခါလီကြောက်လို့ရှိရင်ဒီဆေးဆရာဝန်ကြီးတွေကအခုတမှုတွေမှာအန်အော်နာတွေကျွန်တော်တို့ဒီမှာရှိတဲ့ချစ်တော်ညီကောင်မောင်မတွေမှာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဆရာဝန်ကဒီလိုပြောတယ်ဟုတ်တယ်သူ့ရဲ့ကုထုံးနေနဲ့သူ့ရဲ့ dose နေနဲ့သွားနေတာပဲတိုးတော်ညာလည်းတစ်ဖက်ကကျွန်တော်တို့ကဆုတောင်းခြင်းမှုနဲ့ကျွန်တော်တို့ဒီစေဝါများကိုတောက်တုံးတဲ့အခါမှာအဲ့ဒီဆရာဝန်တို့ဒီအန်အော်ခြင်းမှုတွေတွေ့ရတယ်ဒီနေ့ကျွန်တော်တက်တဲ့ခံလို့ရတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီနေ့တော့လာအောင်ချင်တယ်တော့ukro lu arye apoဖြစ်တဲ့ ukro slang ukro no tu ko tu nyama ko ane tu maပြောတယ်အဲ့ကိုကိုတက်တဲ့ခံခိုင်းပါအားလုံးဒီမှာသိကြလိမ့်မယ်သူကိုဆေးဆရာဝန်ကဂျပန်နိုင်ငံဆိုတာကအင်မတန်မှတိုးတက်ခင်ပြီးဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်တယ်ဆေးတွေလည်းတကယ်အကောင်းစားတွေဖြစ်တယ်ဆရာဝန်ကပြောလဲနောက်ထပ်နှစ်ပတ်ပဲအရှင်နောက်ထပ်နှစ်ပတ်အရှင်ပြီးဆလာကဒီကမှလူတယောက်ကိုအဲ့ဒီလိုပြောလိုက်တဲ့အခါမှာလူတွေကဘာဆိုရှင်ခံစားရအဲ့တော့ပြောတဲ့အခါဆိုရှင်လူတွေတချို့တော့အများကြီး stable ဖြစ်မယ်တချို့ကတော့ဘာဆိုရှင်ဘာလို့မှမသိအဲ့ဒီချိန်မှာကျွန်တော်ကိုဖုန်းနဲ့လည်းကြောင်းချလာညအကြောင်းချလာတယ်ကျွန်တော်သူ့ကိုမတွေ့ဘူးတော့ညလဲတယ်လီဖုန်းအားဖြင့်သူ့ကိုဆူတောင်းပေးတယ်ဆူတောင်းတဲ့အခါမှာရွှင်လန်းအားရတယ်အရာခံစားကျွန်တော်ရဲ့စိတ်ထဲမှာလည်းဆူတောင်းတဲ့အခါမှာအင်မတန်မှတို့ထိခြင်းကိုခံစားဒီခါမှာသူဟိုမှာပြန်မယ်တစ်ဖက်ကလည်းပြန်ဖို့ကိစ္စတွေလုပ်နေတယ်အဲ့တော့မနက်ဖြန်ကိုလာပြီးမှပွဲတော်မင်္ဂလာယူပြီးမှဒူးပြာစီမရှိခိုးရအောင်ပြောတဲ့အခါမှာသူကအရင်မောတယ်ဘာမှဖြစ်မခံနိုင်ဒီခါမှာကျွန်တော်တို့သွားကြတဲ့အခါမှာပြောဆရာဆနာတို့ဘာပါပေါ့နော်ဆရာမတွေကပုံကျွန်တော်တို့သွားကြတယ်သွားတဲ့အခါမှာဒီကဲကိုဝိညာဉ်စိတ်နှလုံးကိုပြင်ဆင်ပြီးမှကျွန်တော်တို့သွားတယ်သူကလည်းဘာဆိုရှင်သူကိုနဲ့ကလည်းလူနာရှင်ဖြစ်တဲ့သူကလည်းဘာဆိုရှင်ဆရာမတွေလာကြမယ်လေဆိုပြီးမှတင်းတော်ကလူကြီးတွေမိတ်ဆွေတွေလာကြမယ်ဆိုတဲ့အခါသူလည်းဘာဆိုရှင်ပြင်ဆင်သူခန္ဓာကိုကောင်းအောင်လည်းပြင်ခန္ဓာကိုလည်းပြင်ဆင်တဲ့စိတ်နှလုံးဝိညာဉ်ကိုလည်းအကုန်လုံးပြင်ဆင်ပြီးတော့တယ်လီအားလုံးဘုရားလက်ထက်အပ်နပ်ပတ်ပဲတရှင်ဒီကမှာကျွန်တော်တို့အဲ့မှာသွားပြီးမှဆူတောင်းတယ်ဂုဏ်တော်တွေချီးမွမ်းတယ်ပြီးတဲ့အခါမှာပွဲတော်မင်္ဂလာယူတယ်ဘယ်လိုဖြစ်လဲဒီအားလုံးဝိုင်းစုဆက်ဆူတောင်းတဲ့အခါသူလည်းပြန်ပြီးမှမာပြူပြန်ရောက်တဲ့အခါမှာဆက်ပြီးမှသွားပါဆိုရှင်ပြန်ပြီးမိသားစုတွေနဲ့တွေ့တယ်ကျေးဇူးတော်ချီးမွမ်းတယ်တိုင်းရင်းစေးတွေတောက်သုံးဆက်ဖြစ်ဒီခါမှာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဟာဒီနေ့ဒီသူ့ကိုသက်ရှင်ခြင်းခွင့်ကိုပေးတယ်ကျေးဇူးတော်ချီးအောင်အားကြောင့်ကျွန်တော်ပြန်တို့လာ praise the Lord ပဲဘုရားသခင်ကသူ့ကိုအဲ့ဒါ2017ခုနှစ်မှာဖြစ်တယ်နပ်ပတ်ဆိုတဲ့ဥစ္စာကဒီနေ့2014ထိရောက်နေပါပြီလူမတတ်နိုင်တော့အရာကိုဘုရားတတ်နေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ပေါ်ပြ။ဒါကြောင့်မလို့အဲ့ဒီ
စလမ်ကူနိုရာသူကတော့ပြန်ပြီးမှမှုတော့ပြန်တော့မှဒီမှာတက်ကြွကြွနဲ့ပေါဝင်နေတယ်ဆိုတဲ့ဥစ္စာကြားဒီမှာလဲကျွန်တော်တို့ချစ်တော်ညီကိုမောင်ပါနေပါတယ်ဖြစ်မယ်ဆိုတဲ့ဥစ္စာကိုဒီလိုမျိုးတက်တဲ့ကတက်တဲ့အများကြီးရှိမယ်လို့ပြောနေပါတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့မှာခုနပြောတဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေကိုကျွန်တော်တို့ဒီနေ့အောင်မကျွန်တော်တို့ဒီကိုပြောက်ကင်းတက်တာချင်းခုတော့မျိုးပေးပြီးမှကျွန်တော်နောက်ဆုံးထာဝရတက်ကိုရရှိအောင်ပေးတဲ့ဆေးစရာဒီနေ့ကျွန်တော်တို့နဲ့အတူတူရှိနေပါတယ်။ပိုက်ဆံပေးစရာမလိုဘူး။အဖို့ခပေးစရာမလိုဘူး။ဘာပဲလို့တလဲယုံကြည်ခြင်းနဲ့အတူတိုးဝင်ခြင်းကပို့လို့ခဏပြောတဲ့ယုံကြည်ခြင်းငါ့ကိုပျောက်ကင်းခြင်းတက်တာမှုချင်းအခွင့်ကိုပေးလို့ရှိရင်တော့ငါယုံကြည်မယ်ဆိုတဲ့စိတ်ခေါ်တဲ့သူတွေအများကြီးရှိခဲ့တယ်။သို့တော်ညာလည်းပျောက်ကင်းတက်တာခြင်းအမှုကိုရရှိပြီးလွတ်မြောက်ခြင်းဆိုတဲ့အရာတွေကိုရရှိပြီးတဲ့အခါမှာလည်းကိုရောကိုလက်ခံခြင်းယုံကြည်ခြင်းမရှိဘဲနဲ့ချက်ချင်းပဲပြတ်သုံးသွားတဲ့သူတွေရှိတယ်ဆိုတာကျွန်တော်မျက်စိနဲ့တက်အပ်မြင်ရပါတယ်တွေ့ရပါတယ်။ဒါတွေကျွန်တော်တို့ရှိနေပါတယ်။ဒါကြောင့်မလို့ဒီနေ့သခင်ခရစ်တော်မျက်စိစရာကိုရောသခင်ဟာကျွန်တော်တို့နဲ့အတူရှိတယ်။ထိုသခင်ကိုကျွန်တော်တို့အတူကျွန်တော်တို့ရရှိထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဖြားနာခြင်းတော်ကောင်းစိတ်ပိုင်းဆိုင်ရာတော်ကောင်းဝိညာဉ်ရေးရာပတ်သက်ပြီးမှသခင်ခရစ်တော်စီမှာကျွန်တော်တို့အစစ်မြေကိုးစားကိုလုံးပြီးမှမျက်စိစရာကိုရောခင်တာတုံးချင်ကပြီးနေ့စဉ်နဲ့ညတက်ရှင်ဟောကြားကိုစိုးနေနေတယ်ရောက်စီတိုင်းကိုပြတ်ကရဲ့ပျောက်ကင်းကုသခြင်းဒီဟုသောကျေးဇူးတော်ကိုရောက်စီတိုင်းခံစားရရှိပါစေလို့ဆုတောင်းပါမယ်ကျေးဇူးတင်ပါတယ်ယောဂီဆေးဆရာကရဲ့ဆရာဖြစ်တယ်။လက်တော်ဆေးဆရာဖြစ်တော်ရဲ့ဆွမ်းမကဆွမ်းတတ်သူနဲ့ရောက်စီတိုင်းရယူနိုင်တဲ့လက်ဆောင်နာမြတ်ကိုဝင်ကပြောတာရှင်းလင်းပြတာပါပဲ။ဆရာအားရရှိဆက်လက်ပြီးအသုံးပြုတဲ့ကောင်းချီးချက်တော်ပြပါလိမ့်။လူငယ်တော့ခံမဲ့ချိန်ဖြစ်ပါတယ်။ဒီချိန်မှာဒီနဲ့ဒီကွန်ပျူတာဆိုင်ရဲ့ရရှိတဲ့ဆွမ်းမစီစဉ်ရှိတာချင်းလေးရဲ့ကောင်းစင်ကတော့အနံလိုက်ပါလို့မြင်ရပါတယ်ကျွန်တော်တို့အခက်အခဲဖြစ်လာတဲ့အချိန်မှာသူဆွေးတော့ကရောက်နေတဲ့အချိန်မှာ